ကြောင်ပြောပြပါလားအမားတဲ့ပြောပြမှာပေါ့ကျွန်မကိုယ်တိုင်နေ့လေကမကွေးမျိုးကတကယ်နာမည်ကြီးတကယ်အကြောင်းပြောပြမယ်လို့ကျွန်မပြောထားတယ်အဲ့တော့အမဘာလို့အဲ့လိုမျိုးပြောပြနေရလဲပေါ့နော်အမအစင်တန်အမအနေထားကြီးနဲ့ဒီလိုမျိုးတွေပြောပြနေတော့ဘာထူးမှလဲဆိုတော့ကျွန်မကတကယ်တွေကိုမကောင်းဘူးလို့မပြောဘူးတကယ်အလုပ်ကိုကျွန်မပုတ်ခတ်တာမဟုတ်ဘူးပေါ့နော်ဒိတ်ကဲဆိုတာလည်းသူတို့ရဲ့ရွေးချယ်ခွင့်သူတို့လုပ်ပိုင်ခွင့်သူတို့ခန္ဓာကိုယ်သူတို့ကသူဘာလို့လုပ်ဒိတ်ကဲမကောက်လို့ဘာပဲဖြစ်ဖြစ်ဒါသူတို့ရဲ့ရွေးချယ်ခွင့်ဖြစ်တဲ့ကြောင့်မို့ကျွန်မသွားပြီးတော့ဝေဖန်ပိုင်ခွင့်မရှိဘူးဒါပေမဲ့ဒီဒိတ်ကဲကကြတော့ကျွန်မနဲ့လာညှိတာဟုတ်သူ့ကြောင့်ကျွန်မနစ်နာသွားတာရှိတယ်ဒါကြောင့်မို့လို့ကျွန်မကနစ်နာသူဖြစ်တဲ့ကြောင့်မို့လို့ကျွန်မဘာမှမလုပ်ခဲ့ဘူးဒါပေမဲ့ဒီလောက်တော့ပြောမှာပဲလေသူလည်းတကယ်ဖြစ်တဲ့ကြောင့်မို့ဒီလိုမျိုးပြောပြတာသူကိုယ်တိုင်လည်းဝန်ခံပြီးတော့ကျွန်မကိုတော့လာပြီးတော့တောင်းပန်သွားရပေါ့နော်ဖြစ်ပုံကတော့ဒီ date care ကဒီပေါ့နော် KAKDB ဆိုတော့ယောက်ျားလေးတော်တော်များများသိကြမယ်လို့ထင်တယ်ပေါ့နော် KAKDB ကစုမြတ်စံသူ့ရဲ့ TikTok account ကစုမြတ်စံ021လား012လားမသိဘူးဒါပေမဲ့ဒီပန်းပွင့်ပုံလေးနဲ့ပေါ့နော် nickname ကကျတော့ပန်းပွင့်ပုံလေးနဲ့ကျွန်မတို့တော့ဘလော့သွားရပေါ့နော်သူက KAKDB မှာအရင်တော့အလုပ်လုပ်တာသူမိဘနဲ့စကားများပြီးအိမ်မောဆင်းလာပြီးတော့ KAKDB မှာဝင်လုပ်ပြီးတော့ KDB ခဲကနေပြီးတော့ဒီ sponsor ရသွားပြီးတော့အပြင်မှာအဲ့လို hotel တွေတဲ့ခုကနေမှာငားနေတာပေါ့နော်ပြီးတော့ကျွန်မကောင်းနေနဲ့လာညှိရပေါ့ထားပါတော့အဲ့ဒါကြီးအဲ့တော့လေတချို့တွေကကျတော့မေးကြတယ်အမဘာဖြစ်လို့မို့ပေါ့နော်ဒါမျိုးတွေချပြလဲပေါ့မရှက်ဘူးလားမပူလောင်ဘူးလားပေါ့နော်အဲ့တော့ကျတော့လေအဲ့လိုမျိုးလူတွေကိုကျွန်မပြောချင်တာကရှက်ရမှာကျွန်မလားသူတို့လားပေါ့နော်ကျွန်မတို့ကဘာအမားမှမလုပ်ထားတဲ့သူတွေကဘာဖြစ်လို့ရှက်ရမှာလဲဘာဖြစ်လို့တိတ်ခါကြရမှာလဲပေါ့နော်ဥပမာကျွန်မမှာအဲ့လိုစိတ်သက်ပွဲဖြတ်လိုက်တယ်မင်္ဂလာပွဲပြည့်စည်သွားတယ်ဆိုတဲ့နာမည်တစ်ခုတော့ရှိသွားမယ်ဒါပေမဲ့တိတ်ခါလည်းတပြားသားမှကြမသွားဘူးဘာဖြစ်လို့ဆိုတော့အမားလုပ်တာကျွန်မတို့မဟုတ်ဘူးလေသူတို့ကအမားလုပ်ရမှာအဲ့ဒီတကယ်ကောင်မလေးကအဲ့ဒီမှာလည်းတကယ်အစ်စ်မှလည်းရက်တန်သွားတာမဟုတ်ဘူးကျွန်မလည်းစိတ်သက်တော့မယ်မင်္ဂလာပွဲလုပ်တော့မယ်ဆိုတာကိုသူသိတယ်ဒါပေမဲ့လို့သူ့ကိုမယူမှန်းလဲသူသိတယ်ဒါပေမဲ့လို့သူ့စိတ်ထဲမှာသူတို့စိတ်ထဲမှာကျတော့ပတ်စံရရင်ပြီးရောဆိုတဲ့ပုံစံမျိုးနဲ့လေအဲ့လိုမျိုးပေါ့နော်စားရေးပို့ထားတာပေါ့ပတ်စံလွဲပါအောင်လို့ပြီးတော့ကျမတို့တောင်ကြီးသွားတဲ့အခါမှာလည်းသူကအဲ့လိုမျိုးပေါ့နော်တောင်ကြီးကိုလိုက်ချင်တာတို့အဲ့လိုမျိုးတွေပေါ့နော်ကျမချီမန်တိတိရနဲ့လောက်တာပေါ့နော်ဒါကတော့သူတို့ရဲ့ထုံးစံဖြစ်တဲ့ကြောင့်ဒါကြီးကိုအပြစ်ပြောသွားပြောလို့မရဘူးပေါ့လေနော်သူတို့ကိုယ်တိုင်ကဒီလိုလမ်းကိုရွေးချယ်ထားတဲ့မိန်းကလေးတွေဆိုတော့လေအဲ့တော့တချို့တွေကဘာဖြစ်လို့အမအဲ့လိုမျိုးတွေလောက်တာလဲဆိုလို့ရှိရင်လေအမေလောက်တာလေအဲ့တော့အခုမချပြတဲ့သူတွေပေါ့နော်မချပြဘဲနဲ့ကိုယ်အိမ်အောင်ကြီးဖောက်ပြန်နေတဲ့သူတွေရှိကြလိမ့်မယ်အိမ်အောင်ကြီးဖောက်ပြန်နေတဲ့အိမ်အောင်တွေပေါ့နော်ကိုယောက်ျားဖောက်ပြန်သွားတဲ့အခါမှာမစွန့်လွတ်နိုင်လို့ခွင့်လွတ်လိုက်တယ်ဆိုတာလေမစွန့်လွတ်နိုင်လို့ခွင့်လွတ်လိုက်တယ်ဆိုတာကသူတို့လောက်ရက်ကြီးကိုခွင့်လွတ်တာမဟုတ်ဘူးဒီသားသမီးတွေရဲ့မျက်နှာဒီအိမ်အောင်ကြီးမပြိုကွဲခြင်းလို့ဒီမိဘတွေတိုင်းဝိုင်းနေကြမှာအရှက်မကွဲခြင်းလို့အိတ်ခါတရားတွေကိုငဲ့ညာပြီးတော့စီးပွားရေးပိုင်းတွေငဲ့ညာပြီးတော့ခွင့်လွတ်လိုက်တာဒါပေမဲ့ဒီရင်ထဲကဆိုင်ခဲပြောင်းသွားအောင်အဲ့တော့အခုမားတွေကိုမေးချင်တာကပျော်လားဒီလိုဖောက်ပြန်ခံရတဲ့ယောက်ျားကြီးကိုခွင့်လွတ်ပြီးတော့ပြန်တွဲနေရတာပျော်လားမပျော်ဘူးလေနော်မပျော်တဲ့အတွက်ကြောင့်မလို့ပြန်တွဲသည်ဖြစ်စေမတွဲသည်ဖြစ်စေဒါကတော့ကိုမိသားစုကိုအခက်အခဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်မဘာမှမပြောဘူးဒါပေမဲ့လို့ကိုကဘာမှမလုပ်ထားတဲ့ကြောင့်မလို့ကိုရင်ထဲမှာကြိတ်မိတ်ပြီးတော့ခံစားနေတယ်ဖောက်ပြန်နေသူတွေကိုသူတို့ထိုင်နေသူတို့ကန်လှုပ်ရှားပြလိုက်အဲ့တော့အဲ့မိန်းမတွေအဲ့ဒီယောက်ျားတွေကလည်းသူတို့ဒီလိုဒေတာလောက်ကြတာသူတို့အဆက်ကွဲမှာကိုရမ်းကြောက်တယ်နော်အဲ့တော့သူတို့ကြောက်တဲ့အရာကိုလှုပ်ချပလိုက်သူတို့ဒါအဆက်မရှိတဲ့လောက်ရက်ကိုလှုပ်တာအဆက်ကွဲမှာတော့ကြောက်တယ်အဲ့တော့အခုဒီစုမြတ်စင်ကိုလည်းကျွန်မပေါ်တင်ပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကမင်္ဂလာပွဲလုပ်တော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်ဖက်မိဘတွေကလာပြီးတော့စစ်သက်ပွဲပြီးတဲ့အခါမှာမင်္ဂလာပွဲကိုညှိနှိုင်းမှုအတွက်လာကြပြီးညမ်းကြတာပေါ့နော်အဲ့တော့ကျွန်မဒါတွေကိုသိနေတဲ့အခါမှာဘယ်သူမှထုတ်မပြောဘူးသူ့ကိုလည်းမပြောဘူးကျွန်မမိဘတွေလည်းမပြောဘူးမမတွေလည်းမပြောဘူးဒါကြီးကိုကျွန်မဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်မလဲဆိုပြီးကျွန်မစဉ်းစားအချိန်ယူနေရပေါ့နော်ချက်ချင်းရုံတိုင်းဆိုအမားတွေပါမှာဆိုလို့မလို့အဲ့လိုဖြစ်တဲ့အခါမှာသူ့မိဘတွေကတော့ရက်ညှိကိုဆိုပြီးအတင်းရောက်လာတဲ့အခါမှာငါဒီတိုင်းကြီးနဲ့တော့ချက်ချင်းရုံတိုင်းဆိုပြီးမင်္ဂလာဆောင်လိုက်လို့ရှိရင်မဖြစ်သေးဘူးဆိုပြီးတော့ကျွန်မဒီလိုတွေဖြစ်လို့မလို့ကျွန်မမင်္ဂလာပွဲကိုရက်ကန်တမ်းမရှိဖြတ်သိမ်းလိုက်တယ်ပေါ့နော်စိတ်သက်ပွဲကိုတော့ရုပ်သိမ်းမယ်ဆိုတော့သူ့မိဘတွေကမယုံကြဘူးကျွန်မမိဘတွေကလည်းမယုံကြဘူးဘယ်သူမှမယုံကြဘူးဘာဖြစ်လို့လဲဆိုတော့သူကပတ်သက်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာကျွန်မမိဘပေါ်မှာလည်းကောင်းတယ်ကျွန်မပေါ်မှာလည်းအရန်ကောင်းမိခဲ့တယ်ကျွန်မမျက်နှာအညှိုးမခံနိုင်လောက်အောင်ကိုချစ်ပေးခဲ့တာပေါ့နော်ပြီးတော့ကျွန်မဘာလို့ချင်လဲဘာဖြစ်ချင်လဲသူကစေတနာလည်းရှိတယ်ပေါ့နော်အဲ့လိုမျိုးတအားကိုပဲချစ်ပြခဲ့တော့လူတိုင်းရဲ့အမြင်မှာလည်းဒီအမကြီးကအရန်ချစ်ခံနေရတာဒီကောင်လေးကအရန်ချစ်တတ်တာပဲလို့လူတိုင်းကထင်နေကြတာလူတိုင်းကตายရနေလို့ထင်နေကြတာပေါ့နော်သူဘာဖြစ်လို့ဒီလိုမျိုးကိုချစ်ပါရဲ့နဲ့ဘာလို့ဒီလိုလုပ်တာလဲဆိုတော့သူတကယ်ရင်ထဲကနေကချစ်တာမဟုတ်လို့လည်းဖြစ်ကောင်းဖြစ်မယ်ဒါမှမဟုတ်သူ့ရဲ့စိတ်ထွက်ပေါက်သူ့ရဲ့ပျော်ရွှင်ရာသူ့ရဲ့စိတ်ဖြည့်သိမ့်ရာကိုဒီလိုမျိုးမိန်းကလေးတွေကိစ္စတွေဖြစ်လို့မလို့သူ့ဗီဇာအကြောင်းကိုပဲဒီလိုလုပ်တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်အဲ့ဒီခါမှာကျွန်မမိဘတွေကဇောတင်းကြီးမင်္ဂလာပွဲကိုစီစဉ်တော့မဲ့ခါမှာကျွန်မပြောပြတဲ့ခါမှာမယုံကြတဲ့အတွက်ကြောင့်မလို့အဲ့ဒီစုမြတ်စင်ကိုကျွန်မလန့်ခေါ်လိုက်တာပေါ့နော်ညီမလေးအိမ်ခဏလာခဲ့အောင်ဆိုပြီးခေါ်လိုက်တော့အဲ့မှာလည်းရောက်လာတယ်ရောက်လာပြီးတော့ငါနဲ့တော့နှစ်ယောက်ဒီလိုတွေတိတ်ထားတာကိုငါသိပြီးအဲ့တော့ငါစိတ်သက်ပွဲကိုဖျက်လိုက်တယ်ဒါပေမဲ့မိဘတွေကမယုံတဲ့အတွက်ကြောင့်မလို့နင်ပြောပြီးပေါ့နော်အဲ့တော့ကျတော့သူကအဲ့လိုမျိုးဝန်ခံနေပေါ့နော်သူတို့နှစ်ယောက်လုံးဒီလိုတိတ်ခဲတွေနဲ့ဒီလိုပတ်သက်ခဲ့တာဒီလိုမျိုးဖြစ်ခဲ့တာကိုသူတို့ဝန်ခံကြတယ်ပေါ့ဝန်ခံတဲ့အခါမှာကျမတို့မိဘတွေကလည်းအဲ့ခါကျမလက်ခံသွားတာပေါ့နော်အဲ့မှာကျမကလည်းရပြီနေပြန်တော့ဆိုပြီးတော့ကျမပြန်လွတ်လိုက်တာပေါ့အဲ့ကောင်မလေးကလည်းသူမှားပါတယ်ဆိုပြီးကျမကိုထိုးထောက်ပြီးတော့တောင်းပန်သွားတယ်ဒါပေမဲ့သူ့ကိုလည်းပြောပြနင်ဘလောက်ပဲတောင်းပန်ငါစိတ်ထဲကတန်ရာပြောင်းသွားတော့ငါရဲ့ဒီစိတ်သက်ပွဲကိုဖျက်လိုက်တယ်ဆိုတော့နာမည်ကြီးကလည်းပြန်ကောင်းမလာတော့ဘူးဆိုတော့အဲ့ဒါလည်းအမရွေးချယ်ခွင့်မဲတယ်အမဘာသူအမမပြတ်ရင်လည်းမပြတ်ဘူးလေအမပြတ်မှာတယ်အမရွေးချယ်ခွင့်မဲတယ်ကျမအမအတွက်တောင်းပန်ပြီးပြီဆိုပြီးတော့ကောထွက်သွားပါတော့အခုချိန်လေးနဲ့သူတို့ကပြောနေတော့မယ်အဲ့တော့ကျတော့လေအဲ့လိုမျိုးလူတွေကိုကျမကတော့လေသူတို့ကအဆက်ကွဲရမယ်သူတို့နဲ့တန်တာသူတို့ရဲ့တန်တဲ့လောက်ရက်ကိုရရမယ်အဲ့တော့သူတို့တွေကလေဘာလို့အဲ့လိုမျိုးတွေလိုက်ပြီးတော့လုပ်နေမှာလဲသူအမားနဲ့သူတန်နဲ့သူတို့ဝစ်လဲမယ်ဝစ်လဲဆိုတာဒီဘွားမှာဒီခါဒီဘွားမှာမရှိဘူးကိုဆိုတာလေလေဂျန်နဲ့သူမှလဲတာမလဲဂျန်နဲ့တွေမလဲဘူးအခုဆိုရှင်စုမြတ်စင်တို့ဆိုရဲပျော်ရွှင်နေရမယ်အခုသူက KKTV မှာမလုပ်တော့ဘူးပေါ့နော်ဒိတ်ကဲကတော့သူဘယ်ဈေးနဲ့လုပ်လဲတော့ကျွန်မမသိဘူးဒါပေမဲ့လို့
လောဆယ်ကတော့မင်းလာတတိတွေနဲ့စပွန်ဆာနဲ့သူဟိုတယ်မှာနေရပါတော့စပွန်ဆာနဲ့ဟိုတယ်မှာနေတယ်အဲ့လိုရှောက်သွားပြောပါနေရပါတော့အဲ့တော့ကျတော့သူကျမကိုမကျေနပ်လို့တခုခုလုပ်လဲကျမမှာသူ့ကိုလှုပ်ပိုင်ခွင့်တွေအများကြီးရှိတယ်ဒါပေမဲ့ကျမမလှုပ်ခဲ့ပါဘူးပေါ့နော်သူတက်ပုံလေးစားတွေသူတို့ဖုန်းပစံလှန်တောက်ထားတာတွေသူတို့နှစ်ယောက်တိတ်ထားတာတွေကျမစီမှာအပြည့်အဝရှိတယ်အဲ့တော့ကျတော့လေအခုအိမ်တော်ကြီးဖောက်ပြန်ပြီးတော့ live မှာချပြလိုက်တဲ့သူတွေကိုကြည့်ကြည့်လိုက်ကိုရင်ထဲမှာခံစားနေရတာရောဘာမှမျိုးတိတ်ထားစရာအကြောင်းမရှိဘူးအဲ့လိုချပြလိုက်လို့အဲ့ဒီအိမ်တော်ကြီးဖောက်ပြန်တဲ့လူနှစ်ယောက်ညားသွားတယ်လူတွေရဲ့အမြင်မှာသူတို့ချီးလို့ပဲမြင်တာဒါအိမ်တော်ကြီးဖောက်ပြန်ထားတဲ့လူကြီးပေါ့သူတို့အဲ့မိမကဘလို့လေးဆိုပြီးတော့လူတွေကအဲ့လိုမျိုးတွဲမြင်ကြတာအဲ့လိုသူတို့ကအမြဲတမ်းရှက်ရွံ့သိငယ်ဇွာနဲ့တစ်သက်လုံးအဲ့လိုနေရမှာသူတို့တွေကတန်တာအဲ့တော့ဒီဒိတ်ကကတော့သူကအဆက်ကွဲလက်ကိစ္စမရှိဘူးတင်လက်ကိစ္စမရှိဘူး तू ကဒီလိုသူ့ဘဝမှာအဆက်ဆိုတာလည်းမရှိတဲ့အတွက်ကြောင့်မလို့ तू ဒီဘာကြီးပဲဖြစ်ဖြစ်ဘလို့ပဲနေနေသူတို့ကတော့အေးစေးသေးပဲအဲ့တော့ကျမရွေချက်ကသူ့ကိုအဆက်ကွဲပါသေးဆိုတဲ့ရွေချက်နဲ့ဒါကိုတင်တာမဟုတ်ဘူးသူ့ကြောင့်ကျမဒီလိုမျိုးနစ်နာခဲ့တယ်သူ့ကြောင့်လို့ပြောအောင်လည်းကိုကောင်လေးကိုထိန်းလို့ပြောကြလိမ့်မယ်ကိုကောင်လေးကလည်းဒီလိုဗီဇာပါလာဗီဇာဖြစ်တဲ့ကြောင့်ကျမလည်းထိန်းလို့လည်းမရဘူးထိန်းလည်းမထိန်းချင်ဘူးကျမထိန်းမှပြုပြင်လာမယ့်သူတယောက်ကိုလည်းကျမမလိုအပ်ဘူးအဲ့လိုပြောလို့မလို့အဲ့ကောင်လေးကငါ့ကိုအဆက်ခွဲတယ်နင်းငါမပေါင်းနိုင်ဘူးမယူနိုင်ဘူးဆိုလည်းမယူနဲ့လေဘာဖြစ်လဲကျမအေးစေးသေးပဲဘာမှဖြစ်ဘူးအဲ့လိုမျိုးမဟုတ်ဘူးငါနဲ့မပြတ်နိုင်ဘူးနင်းငါရအောင်ကိုယူမှဆိုလို့ရှိရင်လည်းသူ့အမားအတွက်သူကကျမကိုဒူးထောက်တောင်းပန်ပြီးတော့သူ့အမားအတွက်သူကအများတန်းကျမပြောသမျှနာခံပြီးတော့ကျမအပေါ်မှာသူကျမအပေါ်မှာသူ့အမားအတွက်သူကခံယူရမှာပဲသူ့ပြစ်ကိုသူခံယူရမှာပဲအဲ့ဒီမိန်းမတီလည်းကျမတို့ဒီလိုမျိုးအခြေအနေที่ဖြစ်တာကိုတိတိရနဲ့ဇွတ်တင်းတွေကိုပဲဒီကိုအဆင့်ကိုနေရာမှာတင်ကိုမနေဘဲနဲ့ကျမတောင်ကြီးရောက်နေတောင်မဲ့အမားနဲ့အဆင်ပြေအောင်နေတမီးကိုပတ်စံလွှဲပေးအောင်တို့ပြန်ရောက်ပြီလားတို့တောင်ကြီးကိုလိုက်ခဲ့ချင်တာမျိုးအဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးမိန်းမတွေကိုလည်းအခုလိုမျိုးအပြင်မှာလေဒီမိန်းမကိုမြင်လိုက်တာနဲ့ဒါဒိတ်ကဲပဲဒီလိုအလွှာဒီလိုအဆင့်တန်းဆိုပြီးတော့သူတို့ရဲ့အဆင့်တန်းကဒီလိုမျိုးကိုရောက်လာကြမလို့ဒီအောက်တန်းမှာပဲနေနေရမယ်အောက်တန်းမှာပဲရှိနေရမယ်ပေါ့နော်သူတို့ရဲ့အလွှာတက်ရှိနေရမယ်အဲ့တော့လူတွေအမြင်မှာလည်းအဲ့ဒီမိန်းမတွေရဲ့အလွှာကိုသိနေဖို့ပဲလို့တယ်အဲ့တော့သိတော့ဘာဖြစ်လဲသူတို့ကဘယ်သူမှသောက်ကိမဆိုင်ဘူးဟုတ်တယ်သူတို့ကဘယ်သူမှကိမဆိုင်တဲ့အကြောင်းဘာမှမဖြစ်ဘူးဒါပေမဲ့ဒီမကွေးကတချို့လူတွေတော့ဒီဒိတ်ကဲဆိုတာကိုသိချင်ကြမှာပဲလေဟုတ်တယ်မလားအဲ့တော့သူ့ဖုန်းနံပါတ်ကိုကျွန်မပြောထားမယ်သူ့ဖုန်းနံပါတ်ကဒီနံပါတ်ပေါ့နော်ဒီနံပါတ်အဲ့တော့ဈေးညစ်ညစ်ကြပေါ့အဲ့လိုမျိုးပေါ့နော်အဲ့တော့ကျမကတော့ကိုခံစားရတယ်လို့မျိုးသူတို့လက်တံပြန်ခံစားရမယ်သူတို့ကတော့မနေဘူးဝစ်ကမနေဘူးလဲကိုလဲဦးမှာသူတို့လိုမိန်းမတွေအတွက်ကလေအဲ့တော့အခုလောလောဆယ်ကျမကတော့ကျမကိုလာထိရင်ငြိမ်ခံမနေဘူးဆိုတော့ပြောပြတာအဲ့လိုမျိုးပဲတယောက်နဲ့တယောက်တွေးခေါ်ပုံချင်းတယောက်နဲ့တယောက်ပြဿနာဖြေရှင်းပုံချင်းတော့တူချင်မှတူလိမ့်မယ်ဒါပေမဲ့ကျမတို့ကတော့ဘာမှမလုပ်ထားဘဲနဲ့ကိုကတနှုံနှုံနဲ့ခံစားမနေနိုင်ဘူးဒီလိုဟာတွေကဒီလိုစင်တန်းမှာဆိုတာသိအောင်ချပြမှာပဲချမပြဘူးဆိုလို့ရှိရင်သူတို့ကလေသူတို့ကိုသူတို့မှားတယ်လို့လည်းမထင်သလိုသူတို့ကိုသူတို့ကောင်းမကြီးတွေပုံစံမျိုးနဲ့လေမော်လွှားထောင်ကြွားနေကြတာပေါ့နော်အဲ့တော့သူတို့ဘလောက်ပဲမော်ကြွားထောင်လွှားနေပါစေဘလို့ဟိုတယ်မှာပဲနေဘလို့ဘွားမျိုးပဲရောက်စင်းရဲတည်ဖြစ်စေချမ်းသာတည်ဖြစ်စေသူတို့ရဲ့အလွှာဒီအောက်တန်းလွှာမှာပဲအဲ့တော့ပတ်စံနေနဲ့တိုင်းတာတာမဟုတ်ဘူးသူတို့ရဲ့အစင်တန်းဒီအောက်နေရာမှာပဲရှိရမယ်ပေါ့နော်အဲ့တော့ဒီမှာ KTV ကစုမြတ်စဉ် KTV နေကတော့ကလျာဖုန်းနံပါတ်ကိုလည်းပြောပြပေးထားတယ်လောလောဆယ် KA မှာမလုပ်တော့ဘူးသူ့မိဘနဲ့ရန်ဖြစ်ပြီးအိမ်မွားဆင်းလာပြီး KA မှာလုပ်ပြီးတော့ sponsor နဲ့ KA ကနေထွက်လာတာပေါ့နော်ပြီးတော့အခုမင်းလာ sponsor နဲ့ ဟိုတယ်တွေဘာတွေမှာနေနေတာပေါ့နော်အခုလက်ရှိကတော့အဲ့ဒီလိုလုပ်နေရပါတော့အဲ့တော့ကျမကတော့ကိုငြိမ်ခံမနေနိုင်ဘူးကိုခံစားရတယ်လို့ဒီမိမတွေလည်းတံပြန်တော့အကျိုးတော့ခံစားရမှာပဲတယောက်လားဟိုနေ့ကမနေ့ကတယောက်ဆိုလဲကျမကိုလာပြီးတော့သူ့ဒီလိုမျိုးအဆက်ခွဲလို့မလို့မကျေနပ်ဘူးပေါ့နော်တရားဆွဲမယ်ပါညာနဲ့သူ့ဂုံတိတ်ခါထိခိုက်တယ်ပေါ့ဂုံတိတ်ခါထိခိုက်တယ်ဆိုတော့ကို့မှာလည်းပိုင်ရှင်ရှိတဲ့ဘဲကြီးရှိပါရဲ့နဲ့အဲ့ဘဲစီကပတ်စံချီလေအဲ့ဘဲစီကပတ်စံတောင်းလေအဲ့သူများဘဲစီကညာတိုင်းပတ်စံနေချီညာတိုင်းစကားတွေလာပြောနေတော့အဲ့ဂုံတိတ်ခါတွေကိုဘယ်နာသွားထားရလဲအဲ့ဂုံတိတ်ခါတွေကအဲ့ချိန်တော့မရှိဘဲနဲ့အခုကျမှအရန်နေဂုံတိတ်ခါရှိပြနေလို့မလို့လေလို့ပေါ့ကျမပြောတာစီးမရှိတဲ့သူတွေကိုစီးအကြောင်းကိုကျမသိအောင်သင်ပေးတာသူ့ကိုဘာမှပုတ်ကတ်ထားမှမရှိဘူးသူ့ဘဲကြီးကိုလည်းကျမဘာညာဘာလို့ပုတ်ကတ်ထားတခုမှမရှိဘူးသူကိုယ်တိုင်ဒီလိုမျိုးစီးကြော်လာလို့မလို့စီးကြော်လာကြအောင်ကျမအသိပေးရပဲရှိရလေနော်အဲ့တော့ကျတော့ just don't care ပဲကျမကတော့ကျမကိုလာထင်ရင်ခံနေမဲ့အထဲမှာမပါအောင်ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကျမတင်တာဒါနောက်ဆုံးပဲနောက်ထပ်လည်းဘယ်တော့မှတင်မှာမဟုတ်သလိုစိတ်ထဲမှာလည်းဆွဲထုတ်လိုက်ပြီဆိုရင်ဘာမှမရှိတော့ဘူးပေါ့နော်အဲ့တော့တချို့တွေကတော့ကျမကိုချစ်တော်အပြင်တနာတော်အပြင်အမလို့ရက်တွေမှန်တယ်မားတယ်လို့လာပြောတဲ့သူရှိရပေါ့နော်မှန်ချင်လဲမှန်လိမ့်မယ်မှားချင်လဲမှားလိမ့်မယ်ဒါပေမဲ့ကျမအနေနဲ့ကကျတော့ဒါတွေကိုပြောပြဖို့တိုင်ပင်ဖို့အတွက်တကယ်ချင်းမိတ်ဆွေပေါင်းသင်းဆိုတာမရှိဘူးကျမမမိဘတွေမောင်နှမတွေတော့ရှိရပေါ့နော်ကျမနောက်မှာအပြေးဝထောက်ခံပြီးတော့ကျမဘာလုပ်လို့ supporting အမြဲတမ်းပေးမယ်မိဘတွေရှိတယ်ဒါပေမဲ့လို့ကျမမိဘတွေကိုမပြောဘူးဆိုတာကျတော့စိတ်ဆင်းရဲမှာဆိုလို့ပေါ့နော်ဒါပေမဲ့ကျမသိရတယ်လို့ပေါ့နော်အဲ့လိုမျိုးတွေချမပြကြဘူးဆိုတာကျတော့လေသူတို့ကအဲ့လိုမျိုးငဲ့ညာစရာထောက်ထားစရာတွေရှိလို့ကျဲတာတိလားဒီ relationship ကိုအပြတ်မခံနိုင်ကြဘူးဒီမိသားစုကိုအပြတ်မခံနိုင်ကြလို့တာမပြတ်နိုင်မဲ့အတူတူတော့ငါတီးခံလိုက်မယ်ဆိုပြီးတော့ဒါနေကြတာဒါပေမဲ့လို့သူ
တို့ရင်ထဲမှာတော့အပူလုံးကြီးကပြောင်းမသွားဘူးပြတ်နိုင်သွားတဲ့သူတွေကြတော့လည်းပြတ်ချင်လဲပြတ်မပြတ်ချင်လဲနေငါတို့ကတော့လှုပ်ချလိုက်မှာပဲဆိုလှုပ်ချလိုက်တယ်လှုပ်ချလိုက်တော့အဲ့ဒီကိုချင်းတရားဖောက်ပြန်တဲ့သူတွေကအဆက်ပြန်ကွဲသွားတယ်လူအမြင်မှာဒါတွေကတိမ်ငယ်စရာလူတကာရဲ့အမြင်မှာဒီလိုလူပါလားဆိုပြီးတော့ဖယ်ကျင်ကြတယ်ပေါ့နော်ဖယ်ကျင်ကြတယ်ဆိုတာဒီလိုဇယိုက်တွေကိုမုန်းတဲ့သူတွေကဖယ်ကျင်ကြတာပါဒီလိုဇယိုက်တူတွေကတော့ blend တူဘူးဆိုတွေပဲပေါ့နော်အဲ့လိုလူတွေကလည်းလူတွေအများကြီးကြားထဲမှာအတိုင်းဝိုင်းတစ်ခုကတက်တက်ရှိတာဆိုတော့ကျွန်မမပြောတော့ပါဘူးဒါပေမဲ့လို့ကျွန်မကလည်းကျွန်မရင်ထဲမှာခံစားနေရတာလေကျွန်မမျိုးသိတ်ကြိတ်မိပြီးတော့ကျွန်မမနေနိုင်ပါဘူးကျွန်မအဲ့လိုနေရအောင်ကလည်းကျွန်မဘာမှမလုပ်ထားမှာမဟုတ်တာကျွန်မကိုယ်တိုင်ကလည်းထောက်ထားစရာငဲညာစရာဘာမှမရှိနေဘူးလေသူရှိမရှိလဲကျွန်မဘာမှမဖြစ်ဘူးသူနဲ့ပြတ်သွားလို့လည်းဘာမှမဖြစ်ဘူးအဲ့တော့ကျတော့ငဲညာစရာနေစရာလည်းဘာမှမရှိရတဲ့ကြောင့်မို့လို့ကျွန်မကတော့ဒီလိုချပြလိုက်တယ်အဲ့တော့သူတို့လည်းသူတို့အမားသူတို့အပြစ်တွေသူတို့ခံနေနော်အဲ့တော့အခုဒီဆယ်လီတွေထဲမှာဆိုလို့ရှိရင်လဲကွာမြင်ဘူးနေကြလိုက်မယ်ဒီအိမ်တော်ကြီးဖောက်ပြန်တဲ့သူတွေကိုချပြလိုက်တဲ့သူတွေရှိတယ်ချမပြတဲ့သူတွေရှိတယ်ချမပြတဲ့သူတွေကလည်းရင်ထဲမှာလေမီးကိုအုံနွေးနွေးနဲ့မှုထားတယ်လို့ပဲလောင်မြရိုက်ပြီးတော့လေစွန်းလဲမစွန်းလွန်နိုင်မခွန်းလဲမခွန်းလွန်နိုင်နဲ့လောင်မြရိုက်ပြီးအဲ့လိုနေကြတာဒါကလည်းအပြစ်တော့မပြောပါဘူးကိုရွေးချယ်မှုနဲ့ကိုဆိုတော့အဲ့လိုနေနိုင်တဲ့သူတွေကလည်းကောင်းပါတယ်အဲ့လိုမနေနိုင်ဘူးကျမတို့လိုမျိုးဝုန်းတိုင်းပြုံးခွန်းဆိုတဲ့မိန်းမတွေကြတော့လေကိုရင်ထဲမှာတော့ပေါ့သွားတာပဲပေါ့နော်ကိုရင်ထဲမှာပေါ့သွားတယ်မနာလို့သူတွေကတော့အမရဲ့အဲ့လိုမျိုးပြောပြလဲပြောနေကြမှာပေါ့ဆိုတော့သူတို့ကသူပြောတာမပြောတာလည်းသူတို့အလုပ်ကျမကလည်းကျမလမ်းမှာကျမဘယ်တော့မှအမားတွေလည်းမလုပ်ခဲ့ဘူးဘယ်တော့မှလည်းကျမအဲ့လိုကိုချင်းတရားပြည့်စည်တဲ့အလုပ်မျိုးမလုပ်ခဲ့ဘူးပြီးတော့သူနဲ့ပတ်သက်နေတဲ့အချိန်တွေမှာလည်းကျမကသူ့ကိုအကောင်းဆုံးပဲပေးရတာပေါ့နော်မြတ်တာတွေကအစားအကုန်လုံးပဲဖြည့်ဆည်းပေးခဲ့တာအဲ့လိုမျိုးတွေကြောင့်မို့ကျမကသူနဲ့ပြတ်သွားလဲကိုဘက်ကဘာမှအမှားမှမလုပ်ခဲ့သလိုရှေ့မောင်ကိုရမအောင်မဖောက်ပြန်ခဲ့ဘူးစိတ်ရောလူရောပါပေးဆက်ခဲ့ရဖြစ်တဲ့ကြောင့်မို့ပြတ်သွားလဲကျမမှနောင်လာရစရာအကြောင်းမရှိဘူးပေါ့နော်အဲ့ဒါမဲ့လောလောဆယ်မှာတော့ကျမတို့ကဒီအတူတူလှုပ်ထားတဲ့ကိစ္စတွေစီးပွားရေးကိစ္စတွေပြီးတော့အဲ့ဒီစေတပွဲကိစ္စတွေတို့နှစ်ဖက်မိဘကိစ္စတွေမှာစကားပြောစရာတွေမပြီးပြတ်သေးတဲ့အားတွေလည်းအပိုင်းနေရှိရပါတော့ဒါကျမတို့ကိစ္စပေါ့အဲ့တော့ကျမကိုချစ်တဲ့သူတွေရောကျမကိုမုန်းတဲ့သူတွေရောပေါ့နော်အမျိုးမျိုးတော့ပြောကြမှာပေါ့ဒါမှားတယ်မှန်တယ်ဒါပေမဲ့ကျမကတော့ဒီလိုမျိုးပွင့်ချပြောလိုက်ရတာကျမဟိုပေါ့နော်စိတ်ထဲမှာနေတာသွားတယ်အဲ့လိုမျိုးတအုံနွေးနွေးနဲ့ကျမမနေတတ်ဘူးကျမစကားပြောရဆိုလဲတဲသမားပေါ့နော်ကျမအဲ့လိုချွတ်ချွတ်နွေးနွေးတွေ easy လေးတွေပလီပလာတွေလည်းကျမမလုပ်တတ်ဘူးကျမအိမ်ရောက်မိသားစုတွေနဲ့တောင်မှကျမကလေအဲ့လိုချစ်မပြတတ်ဘူးတဲသမားပေါ့နော်အိမ်မှာပဲလဲဘယ်သူပဲဖြစ်ဖြစ်ကျမကြိုက်တယ်မကြိုက်ဘူးဒါကဒီလိုဆိုကျမဒဲကြီးပြောတာအဲ့လိုစကားကိုလည်းကောင်းအောင်ကျမကြည့်မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ social ညံ့တာတော့မဟုတ်ဘူးကျမကိုယ်အလုံးမှာကိုဆိုရင်ကျမဘယ်လိုလုပ်ရမလဲဘယ်လိုလူတွေနဲ့တွေ့ရင်ဘယ်လိုဆက်ဆံရမလဲဘယ်လိုနေရာမှာဘယ်လိုနေရမလဲဆိုတော့အဲ့လိုလူကဲခတ်တာမျိုးတို့လူရဝင်အောင်လို့ကျွန်မနေတဲ့ထိုင်တတ်တယ်ဒါပေမဲ့ကျွန်မစကားကိုလည်းလဲပဲပြောတတ်တယ်ကျွန်မဟန်မဆောင်တတ်ဘူးလုံးဝယူတတ်ဘူးနောက်ပြီးတော့ကျွန်မအဖြောင်းသမားဖြစ်တဲ့ကြောင့်မလို့တရားလာတစ်ပင်ဖြောင်းရင်တက်ရခက်တယ်ဆိုသလိုပဲကျွန်မတို့ကလေလူဖြောင်းစိတ်တို့သမားတွေအဲ့လိုမျိုးပုံနေမဟုတ်ဘူးအဲ့တော့ကျွန်မကိုဆုံးမမယ်ဆိုလဲပေါ့နော်ကျွန်မလောက်ရကမှန်လားမလားတော့ကျွန်မမသိဘူးဒါပေမဲ့ကျွန်မနောက်ထပ်တော့ဒါမျိုးတွေလုံးဝမတင်တော့ဘူးအခုတင်လိုက်တဲ့ဟာတွေလည်းကျွန်မ4-5ရက်နေကျွန်မပြန်ဖြတ်မယ်ပေါ့နော်ကျွန်မဖြတ်မှာပေါ့လေ1ရက်2ရက်နေလည်းဖြတ်မယ်ဒါပေမဲ့လို့ကျွန်မခုလိုပြောပြလိုက်တာဖြစ်တဲ့ကြောင့်မို့ကျွန်မရင်ထဲမှာပေါ့သွားတယ်သူတို့လောက်ခဲ့တဲ့အမှားအတွက်သူတို့ပြန်ခံရတယ်လို့ပဲသူတို့သတ်မှတ်လိုက်ပေါ့နော်အဲ့လိုမျိုးကြီးလုံးလုံးမလို့ကျွန်မကောင်းလေးရမကြည့်နဲ့ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုလဲသူ့သဘောလေကျွန်မကဘာမှမဖြစ်ဘူးအခုချိန်မှာကျွန်မအရာအလုံးကိုကျွန်မပဲကြည့်တော့တာကျွန်မပဲရွေးချယ်တော့တာကျွန်မအလုပ်တွေအောင်မြင်မှုကျွန်မပျော်ရွှင်မှုကျွန်မပဲချစ်တော့တာပေါ့နော်အဓိကကျွန်မခုချိန်မှာနံပါတ်1ကကျွန်မမိဘနှစ်ပါးနဲ့ကျွန်မကိုယ်တိုင်ပဲကျွန်မတခြားမှာကျွန်မငယ်ကြည့်စရာမရှိဘူးသားသမီးလည်းမရှိဘူးဘာမှလည်းမရှိဘူးဘာမှလည်းပူစရာမရှိဘူးကျွန်မဘဝမှာနောက်ပြန်လှည့်ကြည့်လိုက်လဲတွေးပြီးပူပန်နေရမယ့်အကြောင်းအရာတွေဘာမှမရှိဘူးအခုလက်တလောဖြစ်သွားတဲ့ဒီကိစ္စအလွဲလို့ပေါ့နော်ကျွန်မဘဝမှာပြောမှဆိုရင်တော့အဲ့လိုမျိုးအခြေရေးနဲ့ပတ်သက်ပြီးကံမကောင်းမှုလို့ပဲပြောရမှာလားဒါကလည်းကိုရွေးချယ်လို့ရတဲ့အရာမဟုတ်တော့လေအဲ့ဒီလိုမျိုးပဲရှိရပါတော့အဲ့တော့ကျွန်မမှာဒါလွဲသွားရင်တခြားပုံမရှိဘူးအဲ့တော့ကြောင့်မို့ကျွန်မဒါတွေကိုလွှတ်ချလိုက်တယ်ဖွင့်ချလိုက်တဲ့သဘောမျိုးပဲကျွန်မရင်ထဲမှာဒါပြီးရင်ဟင်းလင်းညီဖြစ်သွားပြီဘဝကိုတိတ်ကစားပြီးပျော်ပျော်ရွှင်ရွှင်နဲ့ကျွန်မစူးစမ်းမယ်အလုပ်တွေကိုအောင်မြင်အောင်လုပ်မယ်ကျွန်မဘဝမှာပတ်စံရှာမိဘနဲ့ပါစိတ်ချမ်းသာဖို့ရပတ်စံရှာဖို့ရအလုပ်ကြိုးစားဖို့ရပြီးတော့ကိုရီမန်းထားတဲ့ရီမန်းချက်တွေပြည့်ဝအောင်အကောင့်ထဲပို့ရပေါ့နော်ကျွန်မမှာစိတ်ကူးထားတဲ့အိမ်မက်တွေရီမန်းချက်တွေအဲ့လိုမိသားစုဘဝပုံစံမျိုးတွေပေါ့နော်ကျွန်မပုံပေါ်ထားတဲ့ဘဝဆိုတာရှိတယ်အဲ့ဒီအရာတွေကိုကျွန်မကိုယ်တိုင်တယောက်တည်းပြည့်အောင်ဖြည့်ဆည်းသွားဖို့ကိုကြိုးစားဖို့ကလွယ်ပြီးတော့ကျွန်မဘာမှစိတ်ထဲမှာမရှိတော့ဘူးအဲ့တော့တခြားသူတွေဝေဖန်နာကဲ့ရဲ့ဒါတွေကလည်းကျွန်မဘဝမဟုတ်ဘူးဒါလူတိုင်းကတော့ဒါသူမှမကင်းဘူးလေကောင်းရင်လည်းဝေဖန်တာပဲမကောင်းရင်လည်းဝေဖန်နေကြရပဲဆိုတော့ဒါရုပ်ကင်းမဆိုင်ဘူးအဓိကကိုပြောဖို့ကိုဒီလိုလုပ်လိုက်